ဒီအပတ်အတွင်း ANA မှသတင်းတချို့ကိုကျွန်တော်ခင်မောင်ကတင်ပြပါမည်။ ကိုဖီအာနန်နဲ့တွဲဆုံသူအချို့ကိုဖမ်းဆီးအမျိုးသမီးများနှင့်ကလေးများအားလုံးနီးပါးရိုက်နှက်ခံရရခိုင်ပြည်နယ်မောင်တောမြို့နယ်မြောက်ပိုင်းကျဲရိုးပြင်ကျေးရွာသို့ကိုဖီအာနန်နှင့်အဖွဲ့ရောက်ရှိလာခဲ့ပြီးတွဲဆုံခဲ့သူအချို့ဖမ်းဆီးခံရပြီးအမျိုးသမီးနှင့်ကလေးများအားလုံးနီးပါးရိုက်နှက်ခံရကြောင်းသတင်းရရှိပါသည်ဒီဇင်ဘာလ3ရက်နေ့နံနက်ပိုင်းတွင်ကျဲရိုးပြင်ကျေးရွာသို့ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဋ္ဌမစ္စတာကိုဖီအာနန်နှင့်အဖွဲ့ရောက်ရှိလာမည်ဖြစ်၍ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးတို့မှတာဝန်ရှိသူအချို့ရှေ့ပြေးရောက်ရှိလာခဲ့ပြီးရွာသူရွာသားအများစုကိုရွာမှမောင်းထုတ်ခဲ့သည်ထို့နောက်17နာရီခွဲအချိန်တွင်ကိုဖီအာနန်နှင့်အဖွဲ့ရောက်ရှိလာခဲ့ပြီးရိုဟင်ဂျာအမျိုးသားအချို့အမျိုးသမီးများနှင့်ကလေးအချို့တွဲဆုံ၍စကားပြောခွင့်ရခဲ့သည်ကိုဖီအာနန်အဖွဲ့နှင့်အတူလုံခြုံရေးတာဝန်ယူထားသည့်စစ်သားများပါရှိခဲ့တော်လဲကိုဖီအာနန်အဖွဲ့နှင့်ရွာသားများစကားပြောနေစဉ်စစ်သားများသည်ရွာထဲရှိနေအိမ်အချို့နှင့်တောင်ပေါ်တွင်အသင့်စောင့်နေခဲ့ကြသည်ကိုဖီအာနန်နှင့်အဖွဲ့ကားပေါ်သို့တက်၍ထွက်ခွာသည်နှင့်စကားပြောခဲ့သည့်ရပ်မိရပ်ဖ3ဦးအပါအဝင်အမျိုးသားအချို့ကိုဖမ်းဆီး၍အမျိုးသမီးများနှင့်ကလေးများကိုစစ်သားများရိုက်နှက်ခဲ့ကြောင်းဒေသခံတဦးကပြောသည်ဖမ်းဆီးထားသူများကိုနာယီအနည်းငယ်အကြာတွင်ပြန်လည်လွှတ်ပေးခဲ့သည်ဟုဒေသခံများကပြောပါသည်ဒါကြီးစားရေခဲချောင်းကွဆုံမျောတောင်နှင့်ကြားကောင်းတောင်စသည့်ကျေးရွာများတွင်နံနက်ပိုင်း၌စစ်သားများကတင်နတ်များပစ်ဖောက်၍ရွာသားများရွာမှထွက်သွားရန်ချိန်ချောက်ခဲ့သည်မလေးရှားတွင်ဆန္ဒပြခဲ့စဉ်မလေးရှားဝန်ကြီးချုပ်ရဲ့မိန့်ခွန်းအခုဖြစ်နေတာရိုဟင်ဂျာလူမျိုးတွေကိုလူမျိုးတုံးသုတ်သင်နေတာပဲရိုဟင်ဂျာတွေမှာလဲကျွန်တော်တို့လိုလူတန်ဖိုးရှိတဲ့လူသားတွေပါဝန်ကြီးချုပ်တယောက်အနေနဲ့ခုလိုလူမျိုးတုံးကျူးလွန်ခံနေရတဲ့လူတွေအတွက်ရပ်တည်ရခြင်းဟာဘာသာတရားအုပ်စုတူလို့မဟုတ်ဘူးအာဆီယံအဖွဲ့ကြီးရဲ့အခြေခံဥပဒေအရလူအခွင့်အရေးဘက်ကခိုင်ခိုင်မာမာရပ်တည်တာပါအာဆီယံကိုအတူတူထီထောင်ခဲ့ကြတဲ့နိုင်ငံတွေကလည်းအာဆီယံအခြေခံမူဝါဒအတိုင်းရပ်တည်မယ်လို့ယုံကြည်ပါတယ်နိုင်ငံတကာမိသားစုမှာလည်းလူမျိုးတုံးသုတ်သင်ခြင်းကိုကာကွယ်ဖို့တာဝန်ရှိပါတယ်ကျွန်တော်အနေနဲ့လူမျိုးတုံးသုတ်သင်ခြင်းကိုအဆုံးသတ်သည့်အထိတိုက်ပွဲဝင်သွားမှာပါဒါဟာပေါ်ပင်ထလုပ်ခြင်းမဟုတ်ဘူးသူတို့ကမြန်မာအစိုးရကကျွန်တော်ကိုသတိပေးပါတယ်ကျွန်တော်ဂရုစိုက်မှာမဟုတ်ဘူးရိုဟင်ဂျာတွေလူမျိုးတုံးသုတ်သင်ခံရတာနဲ့ပတ်သက်ပြီးဆွေးနွေးဖြေရှင်းဖို့နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကိုကမ်းလှမ်းပေမဲ့သူမကအတွေ့မခံဘူးသူတို့တွေဟာအစ္စလာမ်ကိုစော်ကားနေတာများသွားပြီကျွန်တော်တို့သီးခံနိုင်တဲ့အတိုင်းအတာလဲပြည့်သွားပြီကျွန်တော်အင်ဒိုနီးရှားသမ္မတဝီဒိုဒိုကိုလည်းဖုန်းခေါ်ပြီးဒီကိစ္စကိုဥဆောင်စေမယ်ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားများတဲကအချင်းချုပ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံကိုအမေရိကန်သတိပေးမြန်မာနိုင်ငံတွင်ရိုဟင်ဂျာများကိုလုံခြုံရေးတပ်ဖွဲ့များကဝင်ရောက်စီးနင်းဖြိုခွင်းမှုကြောင့်ထောင်ပေါင်းများစွာသောရိုဟင်ဂျာမွတ်စလင်များအရေးအတွက်အတိအကျမသိရတဲ့လူတွေတေဆုံးမှုများကြောင့်အဖိနှိပ်ခံလူများသဘောတင်းမာသူတွေဖြစ်လာနိုင်ဖွယ်ရှိပြီးအရှေ့တောင်အာရှဒေသမှာလည်းဘာသာရေးတင်းမာမှုများဖြစ်ပေါ်စေရန်လှုံ့ဆော်သလိုဖြစ်နေကြောင်းအမေရိကန်ကသတိပေးလိုက်ပါတယ်ရိုဟင်ဂျာမွတ်စလင်လူနည်းစုကိုလူမျိုးတုံးရှင်းလင်းမှုလှုံ့ဆော်နေတာတွေရှိနေတဲ့အတွက်အာဆီယံအဖွဲ့မှမြန်မာနိုင်ငံပါဝင်နေတာကိုပြန်လည်သုံးသပ်သင့်တယ်လို့မလေးရှားလူငယ်နဲ့အားကစားဝန်ကြီးခါရီဂျာမဲဦးဒင်ကဒီကနေ့ပြောကြားလိုက်ပါတယ်။ကွာလာလမ်ပူမြို့တော်မှာဒီကနေ့ကျင်းပတဲ့အာဏာရညီညွတ်သောမလေးအမျိုးသားအဖွဲ့ UMNO ရဲ့နှစ်ပတ်လည်ညီလာခံမှာအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
အာဆီယံရဲ့ပြည်တွင်းရေးမစွက်ဖက်ရေးမူဝါဒဟာဒီလိုလူမျိုးတုံးတပ်ဖြတ်တဲ့ရာဇဝတ်မှုမျိုးတွေကိုပတ်သက်လာရင်တော့အကျုံးမဝင်ကြောင်းအာဆီယံအဖွဲ့ကြီးအနေနဲ့မြန်မာနိုင်ငံအသင်းဝင်အဖြစ်ကနေပြန်လည်သုံးသပ်ပေးဖို့ကိုလည်းသူကတောင်းဆိုလိုက်ပါတယ်။မြန်မာအစိုးရကတော့ရိုဟင်ဂျာမွတ်စလင်တွေအပေါ်ပြစ်မှုကျူးလွန်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုညှင်းဆိုထားပြီးလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့အကြမ်းဖက်တိုက်ခိုက်သူတွေကိုဖော်ထုတ်အရေးယူနိုင်ဖို့နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာဖြစ်ကြောင်းပြောဆိုထားပါတယ်ရှင်အလဲတန်ကျော်ကရင်တန်းကျေးရွာအုပ်ချုပ်ရေးမှုကစစ်တပ်ကိုပေးရန်အတွက်ဟုဆိုကာရွာသားများထံမှငွေကျပ်83သိန်းကောက်ခံရခိုင်ပြည်နယ်မောင်တောမြို့နယ်အလဲတန်ကျော်ကရင်တန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုကစစ်တပ်ကိုပေးရန်အတွက်ဟုဆိုကာရွာသားများထံမှငွေကျပ်83သိန်းကောက်ခံထားကြောင်းသတင်းရရှိပါသည်နိုဝင်ဘာ21ရက်နေ့ညသကောင်ရန်12နာရီအချိန်တွင်အလဲတန်ကျော်ကရင်တန်းကျေးရွာအုပ်စုနှခေါင်းတိုရွာမှစိတ်ဝေဒနာရှင်တဦးဖြစ်သူဦးဟာရှင်အူလာဘာဦးရော်ရှိအသက်35နှစ်သည်ဆေးလိပ်တောက်၍လမ်းလျှောက်နေစဉ်စစ်သားများကတွေ့ရှိသွားပြီးတေနတ်ဖြင့်အချက်20ပစ်ခတ်၍တပ်ဖြတ်ခဲ့သည်အသက်ခံရသူမှာစိတ်ဝေဒနာရှင်ဖြစ်သည့်အကြောင်းကိုတရွာလုံးမှသက်သေပြနိုင်ခဲ့သည့်အတွက်အလဲတန်ကျော်ဆေးရုံတွင်ခွဲစိတ်ပြီးရွာသားများထံအလောင်းပြန်လဲအနှံခဲ့သဖြင့်ကောင်းမွန်စွာသကြိုနိုင်ခဲ့သည်အဆိုပါစိတ်ဝေဒနာရှင်တပ်ဖြတ်ခံရပြီးနောက်တရက်တွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးအီဗရာဟင်ကစစ်တပ်မှ၎င်းအားအကြမ်းဖက်သမား9ဦးကိုကျေးရွာတွင်မှဖမ်းဆီးပေးရန်ညွှန်ကြားထားကြောင်းထို့ကြောင့်စစ်တပ်မှရွာအတွင်းသို့ဝင်ရောက်စီးနင်းနိုင်ပွဲရှိကြောင်းရွာထဲသို့စစ်တပ်မဝင်လာရန်ငွေကျပ်83သိန်းပေးရမည်ဟုဆိုကာရွာသားများထံမှငွေကျပ်83သိန်းကောက်ခံထားကြောင်းဒေသခံများမှပြောပါသည်ကျွန်တော်တို့အခုအချိန်မှာဘာအလုံးမှလုပ်လို့မရဘူးဝင်ငွေလည်းမရှိကြဘူးအိမ်တွေကနေ9000 5000 3000 1000ခွဲတတ်မှတ်ပြီးကောက်တယ်စင်းရဲလို့မပေးနိုင်တဲ့လူတွေကိုသူ့ရဲ့ရုံးကိုခေါ်တယ်ပြီးတော့အကြမ်းဖက်သမားစည်ရင်းနဲ့ထည့်ပြီးစစ်တပ်လက်အပ်လိုက်မယ်လို့ချိန်ချောက်တယ်တရွာလုံးကိုရာအိမ်မှုဆယ်အိမ်မှုတွေကနေတဆင့်ချိန်ချောက်တယ်ငွေကောက်တာမှာဦးအဘူလ်ဟူစိန်ရဲ့သားနိုင်မ်အူလာလည်းပါတယ်စစ်တပ်ကိုပေးရခြင်းမှပေးရမယ်သူဟာသူစစ်တပ်နာမည်သုံးပြီးကျွန်တော်တို့စီကငွေလိမ်နေလားဆိုတာတန်တရားဖြစ်မိတယ်ဟုဒေသခံတဦးကပြောသည်ဒေသခံများကယခုကဲ့သို့ငွေကောက်ခံနေခြင်းနှင့်ပတ်သက်၍အလွန်ပင်စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်းဝင်ထိုးဝင်ပို့ဖြစ်ရကြောင်းထို့ကြောင့်အာဏာပိုင်များကစုံစမ်းစစ်ဆေးပြီးလိုအပ်သလိုအရေးယူပေးရန်တောင်းဆိုသည်ဟုပြောပါသည်ဘယ်သူတွေဘာပြောဒီကနေ့ဒီအချိန်မှာတော့ဝီကတီတိတဲ့တာသွားပြီတိုင်းပြည်ရဲ့အာဏာအမှန်တကယ်အရှိဆုံးလူကြီးကမန္တလေးအထိလာပြီးစွန့်ကပ်ရတာရှေ့တန်းအထိလဲလိုက်เสียမလိုဘူးငါဘော်ဒါကြီးကွာ